ကဘာမြေပုံပေါ်ကနေအစအနာရှာမရအောင်ပျောက်ကွယ်သွားတဲ့ရွှေမြို့တော်ကြီးရဲ့အကြောင်းသင်တကယ်သိပါသလားလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကစပိတ်လူမျိုးတွေဟာအမေဇုန်တောနက်ထဲမှာအယ်ဒိုရာဒိုလို့ခေါ်ရဲ့ရွှေနဲ့တီဆောက်ထားတဲ့မြို့ကြီးရှိတယ်လို့ယုံကြည်ခဲ့ကြတယ်လူတွေဟာအဲ့ဒီရွှေတွေကိုရှာဖွေရင်းနဲ့ပဲတောနက်ထဲမှာအဖက်ပေါင်းများစွာစသေးခဲ့ကြရတာပါဒါပေမဲ့တကယ်အမှန်တရားကပိုပြီးထူးဆန်းပါတယ်လက်တလောနိပညာအထူးတွေနဲ့စမ်းသပ်ကြည့်တဲ့အခါမှာတော့အမေဇုန်တောနက်ကြီးအောက်မှာတကယ်ပဲမြို့ပြကြီးတွေရှိခဲ့တယ်ဆိုတာကိုသိပ္ပံပညာရှင်တွေတွေ့ရှိခဲ့ကြပါတယ်ဒါဟာဒနာရီတခုတည်းမဟုတ်တော့ပါဘူး What secrets do you hold? စဉ်းစားကြည့်ပါဦးကျွန်တော်တို့မတည်သေးတဲ့ယဉ်ကျေးမှုတွေယတနာတွေနဲ့ရှုပ်ဝက်ချက်ပေါင်းများစွာဟာတင့်ချေဘဝအောက်ကမြေကြီးထဲမှာအခုထိပုံကွယ်နေတုံးပဲဆိုတာတမိုင်းဆိုတာကျွန်တော်တို့ဖတ်ဖို့တဲ့စာအုပ်တွေထဲမှာတင်ရှိနေတာမဟုတ်ပါဘူးမတွေးသေးတဲ့အမှန်တရားတွေကတင့်ကိုစောင့်ကြနေတုံးပါ နောက်ထပ်ဘယ်မျိုးအကြောင်းသိချင်းလဲဆိုတာ comment မှာရေးပေးခဲ့ပါဦး